မွေးရပါအကြောင်းအယုတ်ချွတ်တဲ့နေပေမဲ့ကဘာကြီးကိုမိထိန်လင်းအောင်ဆွမ်းဆောင်နိုင်ခဲ့တဲ့ဖန်တီးရှင်ယထာဘုံမှာမုံရံသတင်းစာရောက်ရတဲ့ဘဝကနေလူတွေတကယ်အသုံးပြုနိုင်တဲ့လျှက်စစ်မီတီကိုဖန်တီးနိုင်ခဲ့တဲ့သူThomas Alva Edison ကို1848ခုနှစ်အမေရိကန်နိုင်ငံအိုဟိုင်းယိုပြည်နယ်မီလန်မြို့မှာမွေးဖွားခဲ့တယ်။ငယ်စဉ်ကတည်းကစူးစမ်းလို့စိတ်ပြင်းပြတဲ့သူတယောက်ဒါပေမဲ့သူကကြားအယုတ်ချွတ်တဲ့ပြီးကျောင်းမှာညံထိုက်တဲ့သူလို့ဆရာတွေကအတီးပြုခဲ့တယ်။ဒီနေ့မှကျောင်းကသူ့ကိုပေးလိုက်တဲ့စာကသူဟာစိတ်ချမ်းသာရေမကောင်းလို့ကျောင်းဆက်တက်ဖို့မသက်တို့ကြောင့်ရေးသားထားပေမဲ့လည်းသူ့ရဲ့မိခင် Nancy Edison ကဒီအမှန်တရားကိုဖုတ်ကွယ်ခဲ့တယ်။ဘူမာက Edison ကိုမင်းကအရန်တို့လွန်လို့ဒီကျောင်းကဆရာတွေမသင်ပေးနိုင်တော့ဘူးလို့လိန်ညာပြောဆိုပြီးအိမ်မှာကိုယ်တိုင်သင်ကြားပေးခဲ့တယ်။ဒီယုံကြည်မှုက Edison ကိုမိမိကိုယ်ကိုယုံကြည်မှုအပြည့်ရှိစေပြီးနောက်တစ်ချိန်မှာသူကကျွန်တော်မိခင်ဟာကျွန်တော်ကိုလူဖြစ်အောင်လုပ်ပေးခဲ့တာပါဆိုတဲ့စကားကိုအမြဲပြောလေးရှိပါတယ်။ Edison ကငယ်စဉ်ကတည်းကအကြားအယုတ်ချိုးတက်ခဲ့လေဒါကိုစိတ်ပြည့်ခြင်းမရှိပဲအလုံးမပို့ပြီးအာယုတ်ဆိုင်နိုင်စေတဲ့အကောင့်ချစ်တစ်ခုလိုမှတ်ယူခဲ့တယ်။တသက်ဆန်ထဲမှာအိရဲ့မြေအောက်ခံတဲ့ဓာတ်ခွဲခန်းစားတဲ့တီဆောက်ခဲ့ပြီးအသက်ဆန်ထဲမှာယထာဘိုးမှာသတင်းစာနဲ့မုံများရောင်းချခဲ့ပြီးမိသားစုကိုကူညီခဲ့တယ်။ယထာဘိုးမှာတော့စားသားတဲ့အခန်းလေးတစ်ခုလုပ်ပြီးစားသားမှုတွေလုပ်ခဲ့ပါတယ်။သူကတီထွင်ဖို့အတွက်သူတယောက်တည်းနဲ့မရဘူးဆိုတာကိုသဘောပေါက်သွားပြီးနောက်ပိုင်းမှာတခြားတီထွင်သူတွေနဲ့ပူးပေါင်းလိုက်တယ်။သူရဲ့ပထမဆုံးတီထွင်မှုဖြစ်တဲ့လျှက်စစ်မဲရည်တွေစတဲ့ကိုဘယ်သူမှမဝယ်ယူခဲ့လို့လူတွေတကယ်မလို့အပ်တဲ့အရာကိုဘယ်တော့မှမတီထွင်ပါနဲ့ဆိုတဲ့သင်ခန်းစာကိုသူရရှိခဲ့တယ်။သူတို့အဖွဲ့ဝင်တွေက Aviation Factory စက်ရုပ်ထဲမှာတနေ့ကို12နာရီ16နာရီအထိအလုပ်လုပ်ကြပြီးလျှက်စစ်မီဒီကိုတီထွင်ဖို့အတွက် Edison နဲ့သူတို့ရဲ့အဖွဲ့ကစသတ်မှုပေါင်း1000ကျော်တောင်ပြုလုပ်ခဲ့ရတယ်။သူကကြာရှုံးမှုများကိုကျွန်တော်မကြာရှုံးခဲ့ပါဘူး။အလုံးမဖြစ်တဲ့နီလန်ပေါင်း1000ကျော်ကိုသာရှာဖွေတွေ့ရှိခဲ့တာပါဆိုတဲ့အကောင်းမြင်စိတ်နဲ့ရင်ဆိုင်ခဲ့တယ်။1889ခုနှစ်မှာ73နာရီခွဲအကြာတောက်ပနိုင်တဲ့မီတီကိုအောင်မြင်စွာတီထွင်နိုင်ခဲ့ပြီး1882ခုနှစ်နယူးယောက်မြို့မှာကမ္ဘာပထမဆုံးလျှက်စစ်ဓာတ်အားပေးစက်ရုပ်ကိုတည်ဆောက်ခဲ့တယ်။လူတွေအိမ်မှာအသုံးပြုနိုင်တဲ့လျှက်စစ်မီတီကိုဖန်တီးနိုင်ခဲ့တယ်။အဲဒီနောက်ကမ္ဘာကြီးမှာဖျောင်းတဲ့အစားလျှက်စစ်မီတီတွေအသုံးများလာကြပါတယ်။1914ခုနှစ်မှာ Edison ရဲ့ဓာတ်ခွဲခန်းမီအကြီးကျယ်လောင်ကျွမ်းသွားခဲ့တယ်။သူနှစ်ပေါင်းများစွာစ조사အားထုတ်မှုများပြာကျသွားခဲ့တယ်။ဒီအချိန်မှာသူအသက်69နှစ်ရှိနေပြီဖြစ်ပေမဲ့စိတ်ဓာတ်မကျပဲငိုဖို့အတွက်ကျွန်တော်အသက်ကြီးနေပြီဒါပေမဲ့အသက်ကနေပြန်စားဖို့တော့မကြီးသေးပါဘူးအရင်ကအမ1000ကျော်ကမိထဲပါသွားပြီဆိုတော့အခုကအသက်ပြန်စားရမယ့်အချိန်ပဲလို့ပြောပြီးနောက်တနေ့မှပြန်လဲတီဆောက်ရေးကိုစတင်ခဲ့တယ်သူရဲ့တုံ့ပြန်မှုကိုလူတွေအားသက်သွားခဲ့ရတယ်သူကသူ့ရဲ့ဘောရရှောင်းမှာမူပိုင်ခွဲပေါင်း1093ခုအထိရရှိခဲ့ပြီးဒီနေ့ခဲမှာအသုံးပြုနေတဲ့လျှက်စစ်စနစ်အတန်သွဲစက်နဲ့ရုပ်ရှင်လုပ်ငန်းတို့ရဲ့အခြေခံအုတ်မြင့်များကိုချမှတ်ပေးခဲ့သူဖြစ်ပါတယ်1932ခုနှစ်မှာသူကွယ်လွန်သွားတဲ့အခါသူ့ကိုဂုဏ်ပြုတဲ့အနေနဲ့အမေရိကန်နိုင်ငံတွင်းရှိမြို့ကြီးများမှာလျှက်စစ်မီးများကိုတမီနဲ့ခတ်ပိတ်ထားခဲ့ကြပြီးသူ့ကိုဂုဏ်ပြုလိုက်ကြပါတယ်။ Edison ရဲ့ဘဝကကျွန်တော်တို့ယူရမယ့်သင်ခန်းစာကပိုင်မီဆိုတာက10%သို့စိတ်ကူးတာဖြစ်ပြီး99%ကစ조사အားထုတ်မှုပဲဖြစ်ပါတယ်။အကြီးမားဆုံးအားနည်းချက်ကအလွယ်တကူလက်ရှို့လိုက်ခြင်းပါပဲ။အောင်မြင်မှုရဲ့လျှို့ဝှက်ချက်ကအနောက်ဆုံးတစ်ချိန်ထပ်မံစ조사ကြည့်ခြင်းပဲဖြစ်ပါတယ်။